Hello အားလုံးပဲမင်္ဂလာပါအခုလိုရာသီမှာအရန်ထမင်းမိန်စီတဲ့ဘစွန်ကမွန်းကျင်စရီရိုကြော်လေးကြုံမှာဖြစ်ပါတယ်အရင်ဆုံးစီတက်ပါမယ်ရှင်ကြက်သွန်အဖြူနေလေးထည့်ပါမယ်အယောင်လှစရန်အတွက်ငရုတ်သီးအစိမ်းမုတ်ထည့်မယ်အဆန်အတွက်ကတော့ငရုတ်သီးအကျန်းဖက်လေးထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်ပြီးရင်တော့ပစုံလေးထည့်မယ်ပေါ့နော်ပစုံလေးတွေကိုွေးလာပြီဆိုလို့ရှိရင်တော့ရေစိတ်တန့်စင်ထားတဲ့စရစ်ရိုးလေးတွေကိုအရင်ဆုံးထည့်ကြော်ပါမယ်ရှင်စရစ်ရိုးလေးဆိုတော်တော်နုနုဖက်ဖက်လေးနော်အရင်ဆုံးစရစ်နူးစရန်အတွက်ရေနှဲငယ်လေးထည့်ပြီးတော့အုပ်ထားပါမယ်ရှင်ကဲခုဆိုရင်စရစ်ရိုးလေးလည်းနူးပြီဆိုတော့တန့်စင်ထားတဲ့ကမွန်းချင်ရွက်လေးထည့်ပါမယ်ပြီးရင်တော့ငင်ငပိလေးထည့်မယ်ရှင်အရသာမုတ်ထည့်မယ်အဆက်လေးအတွက်ငရုတ်သီးစိမ်းလေးအုပ်ပေးပါမယ်ရှင်စီလေးလိမ့်လာတဲ့အထိကြော်ပေးပါမယ်နော်တခြားဘာမှလည်းထွေထွေထူးထူးထည့်စရာမလိုအဓိကတော့ညင်ငပိလေးပဲသုံးတာပါရှင်တော်တော်လေးလည်းစားလို့ကောင်းတယ်ထမင်းလည်းမိန်စီတယ်ပစုံကမွန်းကျင်စရီရိုးကြော်လေးဖြစ်ပါတယ်ရှင်အားလုံးချက်စားကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်